အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြမယ့်အကြောင်းအရာကတော့ Rohingya Genocide နောက်တစ်ခါ ULA/AA နဲ့ဒီ Rohingya အိမ်မက်တို့ဖြစ်ပါတယ်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲဒီကနေ့ဆိုရင်2026ခုနှစ်ဩဂုတ်လ25ရက် Rohingya Genocide ကျူးလွန်ခဲ့တာအထူးသဖြင့်ဒီမြန်မာစစ်တပ်စေအုပ်စုနဲ့ဒီဒေသခံကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတခါဒေသခံလက်နက်ကိုင်အယက်သားလက်နက်ကိုင်เนาะဒီအုပ်စုတွေပေါ့ဒီနေ့ဆိုရင်အဲ့ဒီ genocide လုပ်ခဲ့တာ6နှစ်ပြည့်ကျွန်တော်တို့အောက်မေ့ပေနေ့ကိုဒီတကဘာလုံးအတိုင်းတာနဲ့ statement တွေထုတ်တာနော်အားလုံးကိုလူကြီးမင်းတို့တွေ့ရမှာပါနောက်တစ်ခါဒီ NUG အစိုးရအပါအဝင်ဒီမြန်မာပြည်တွင်းကအဖွဲ့အစည်းပေါင်းများစွာကလည်းကျွန်တော်တို့ statement တွေထုတ်ပြီးတော့မှဒီ Rohingya Genocide အောက်မေ့ပွေဒီနေ့မှာသူတို့က Rohingya တွေနဲ့တသားတည်းရှိကြောင်းစသည်အဖြစ်statement တွေထုတ်တာလည်းရှိပါတယ်ကျွန်တော်တို့မီဒီယာတွေမှာလည်းစုံစုံလည်လည်ဝေဝေဆာဆာတင်ပြနေတဲ့အတိုင်းပဲကျွန်တော်တို့အာကန်ဒေတာရဲ့အနောက်ဘက်နမ်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကမ္ဘာအကြီးဆုံးဒုက္ခသည်များစခန်းမှာလည်းဒီလွန်ခဲ့တဲ့10နှစ်ကဒီ genocide လုပ်ခံရတဲ့မိသားစုတွေကိုမိသားစုတွေကိုပြစ်တက်ခဲ့တာနော်ကလေးမယ်တွေပြစ်တက်ခဲ့တာကိုယ့်ရဲ့အမျိုးသားရှိရာအမျိုးသမီးတွေကိုမတင်ကျင်ခဲ့တာမိဘတွေသားသမီးတွေရှေ့မှောက်မှာအမေကိုမတင်ကျင်တာနောက်တစ်ခါကလေးငယ်လေးတွေကိုလည်းကျွန်တော်တို့မိဘုံထဲမှာပြစ်ချပြီးမှအဲ့ဒါမျိုးရက်ဆက်ကြမ်းကြုတ်စွာလုပ်ပြီးတော့မှဒါ genocide လုပ်ခဲ့တာကိုမျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တဲ့ဟို2019ခုနှစ်ကဒီကလေးဘွားရှိရဲ့နော်တဲ့ဆယ်နဲ့နော်ဆယ်နဲ့အရွယ်ကနေစပြီးမှအခုဆိုရင်သူတို့ကလည်းတော်တော်အသက်20ကျော်တော့ရောက်နေတခါလူကြီးပိုင်းနေလည်းရှိတယ်တိန်းနဲ့ချီပြီးတော့သူတို့ကဒီအောက်မွေးဝေအခမ်းအနားကိုစန္ဒပြတယ်ဆိုတာတဲ့အခုလိုဒီကျွန်တော်တို့ genocide နေ့မှာလွန်ခဲ့တဲ့စိတ်ကပေါ့နော် genocide နေ့အခုအောက်မွေးဝေအခမ်းအနားကတော့6နှစ်မြောက်ပေါ့ကျူးလွန်ခဲ့တာကတော့ဒါလွန်ခဲ့တဲ့10နှစ်ကွက်တိပဲ2019ဆိုတော့အဲ့ဒီနေ့မှာသူတို့ကမြင်ခဲ့တာတွေနော်ဒီကြေကွေးစရာအဖြစ်ပြက်တွေလူသားမဆန်တဲ့ရက်ဆက်ရုပ်မာမှုတွေကိုသူတို့မြင်တွေ့ကြရတဲ့ပြင်သူတို့ရဲ့ဒီမိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရတဲ့ပြင်လူနေမှုဘဝတစ်ခုလုံးပါပျက်စီးသွားတယ်တခါဘင်္ဂလားဒေ့ရှ်မှာနေရဆိုတာကလည်းကျွန်တော်တို့မြန်မာပြည်ကတချို့အဆုံးရောက်တယ်နဲ့ဒီစိတ်အုပ်စုတွေကဆုတ်ဆွဲတယ်လို့သူတို့ကဇင်ခင်တာလည်းမဟုတ်ဘူးဟိုတယ်မှာနေတာလည်းမဟုတ်ဘူးယူရိုပက refugee စခန်းဆိုရင်တော့ဒါအနည်းဆုံး3 star 2 star 4 star hotel ဆဲလောက်ရှိတယ်ဒါပေမဲ့သူတို့ရဲ့ဘဝအခြေအနေကနော်ကျွန်တော်တို့ဖြစ်တယ်လို့နေရတဲ့ဘဝအမိုးကလည်းလုံခြုံမှုမရှိဘူးနော်တခါဒီစာဝတ်ရည်နဲ့ပတ်သက်လို့ရှိရင်လေအခုချိန်မှာတကဘာလုံးအတိုင်းအတာနဲ့ဒီကျွန်တော်တို့ဒီရိတ်ခါထောက်ပံ့မှုတွေနေလာတဲ့အတွက်သူတို့ကလည်းဒါရှင်းရှင်းပြောရင်အရင်နှစ်တည်းကဆိုင်ရင်တော့တဝက်လောက်တော့မှသူတို့ကမရကြဘူးတော်လေးကိုဆင်းရဲနေကြတယ်တစ်ချိန်တည်းမှာသူတို့ကဘာကိုသတိတော့ဆိုတော့ကျွန်တော်သူတို့တင်တဲ့ဗီဒီယိုတွေကိုကြည့်မှဒီကျွန်တော်တို့ဒီရင်ဘက်နဲ့ခံစားပြီးတော့မှတချို့နားမလည်တဲ့မြန်မာပြည်ကကျွန်တော်ရိုဟင်ဂျာစကားနားမလည်တဲ့မြန်မာပြည်သူတွေသိအောင်ကျွန်တော်တို့အာကန်ဒေတာကလည်း
ကျွန်တော်တို့ရခိုင်မျိုးသားညီကိုမောင်နှမတွေသိအောင်ဆိုပြီးမှဒါရှင်းပြခြင်းဖြစ်ပါတယ်ပြီးတော့သူတို့ကိုဒေတာမှာနေတော့ကနော်ဘလို့စားနေကြတဲ့နေခဲ့တယ်ချန်ကြေဝဝင်းအိမ်ကမကောင်းတော့လည်းပဲကိုချန်နဲ့ကိုလေနဲ့နော်ကျွန်တော်တို့ဒီခုနဆန်စပါဖူဖူလိုလုံးကျွန်တော်တို့ကျွေးနွားတရိတ်စိဖူဖူလိုလုံးနဲ့ဒီတာယာခဲ့တဲ့ဘဝတစ်ခုကိုဖြတ်စည်းခံလိုက်ရတာကသူတို့ပို့ပြီးတော့မှစိတ်တန်ရကြတယ်မျိုးစုံမို့လေနော်အကုန်လုံးကဒီစိတ်ကျမ်းမာရေးပညာနဲ့ပြောလို့ရှိရင်တော့အကုန်လုံးတော့ဒါစိတ်တန်ရာရတဲ့လူတွေကြီးပဲအဲ့တော့စိတ်တန်ရာရတဲ့လူတွေရဲ့အတန်ကတော့ဘယ်လိုပြောမလဲအခြားလူတွေရဲ့အတန်နဲ့ခံစားခြင်းနဲ့ဘယ်လိုမှမတူဘူးကွာတယ်တချို့စီရင်ကျွန်တော်တို့မျက်ရည်တော်မှမထိန်နိုင်ပေနဲ့ငိုကြွေးပြီးမှပြောရတယ်ကိုလေကျွန်တော်တို့အမတန်စိတ်မကောင်းစွာကျွန်တော်တို့ social media ပေါ်မှာတွေ့ရှိရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အဓိကပြောချင်တာပါလဲဆိုတော့အခုလိုတကဘာလုံးကရိုဟင်ဂျာပေါ်မှာဒီ genocide ကျူးလွန်ခဲ့တာကိုဒီအသိမဲ့ပြုတယ်အထူးသဖြင့်ကျွန်တော်တို့ဒီအနောက်နိုင်ငံခုနကနေဒါအမေရိကန်ICJ တရားရုံးကတော့မဆုံးဖြတ်သေးဘူးပေါ့လေဒါပေမဲ့အဲ့ဒါအရေးမကြီးဘူး ICJ ကဆုံးဖြတ်သည်ဖြစ်စေမဆုံးဖြတ်သည်ဖြစ်စေဘယ်လိုလာမလဲတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့လူမျိုးပေါ်မှာ genocide လုပ်တာကျွန်တော်တို့အသိဆုံးပဲအဲ့ဒါကိုလည်းပဲစနစ်တကျလေးလာသုံးသပ်ပြီးတော့မှအမေရိကန်အစိုးရကလည်းတရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့ genocide ကိစ္စဆိုတော့အခုလိုအချိန်မှာကျွန်တော်ဘာဖြစ်လို့ဒီခေါင်းစဉ်တွေပေါ့လေ genocide နဲ့ ULA နဲ့ Rohingya Dream နဲ့ဘာများပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုတာဒါမေးခွန်းလေးမေးစရာရှိပါတယ်ဘယ်လိုရှိတယ်ဆိုတော့ကျွန်တော်ရှင်းပြအဲ့တော့ genocide လုပ်ပြီးနောက်ပိုင်းတိတ်မကြခင်အထူးသဖြင့်ကျွန်တော်တို့အာကန်ဒေသမှာ ULA မတော်ခင်ရှင်းပြရင်ဗျာအဲ့တုန်းကတော့ standard တစ်ခု policy တစ်ခုရိုဟင်ဂျာတွေကိုရိုဟင်ဂျာလို့ပဲသုံးခဲ့တယ်ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့လည်းဆွေးနွေးခဲ့တဲ့မှတ်တမ်းတွေအများကြီးပဲကျွန်တော်တို့အုပ်စုအပါဝင်ပေါ့လေရှိပါတယ်အဲ့တုန်းကတော့အမတန်ချိုးသားတဲ့နိုင်ငံရေးအရာကလုံးပြေဝတယ်ရင်ကြည်ကြည်လေးလေးမမခုနညီကိုအရင်တဝေဆွေးနွေးမှုတွေရှိတော့ကျွန်တော်တို့လည်းဘာပဲဖြစ်ကိုဒေတာကညီကိုတွေဘာသာတူချင်းမတူချင်းရုပ်ရည်တူချင်းမတူချင်းအရေးမကြီးဘူးเนาะတမြေလေးမှနေတရေလေးတောက်ရင်အဲ့ဒါညီကိုပဲသူတို့ရဲ့အမေကတော့အဲ့ဒီဒေတာရဲ့မြေကြီးပဲဒါကျွန်တော်တို့ဒီမြန်မာပြည်မှာလဲဒီလိုပဲခံယူထားတဲ့လူတွေရှိပါတယ်အဲ့တော့ဘယ်လူမျိုးဖြစ်ဖြစ်ဘယ်ဘာသာဖြစ်ဖြစ်ဒီမြေကြီးပေါ်မှာတစ်ခုနေလို့ရှိရင်ဒါအားလုံးကတော့ဒါကြောင့်မလို့ motherland ဆိုတာပေါ်လာတာထူးထူးဆန်းဆန်းပဲကျွန်တော်တို့ရခိုင်ကျွန်တော်တွေကတော့ fatherland ခေါ်တာပဲဗျာဒါသူတို့ကြောင့်နဲ့သူတို့ပေါ့ဒါပေမဲ့ကဘာပေါ်မှာဒီများသောအားဖြင့် motherland ပေါ့ကျွန်တော်ကတော့ motherland ခေါ်တယ်ဘာလို့ဆိုတော့ဒီမြေကြီးပေါ်မှာဆိုအဲ့ဒီ point of view ကနေကြည့်လို့ရှိရင်ကျွန်တော်တို့ကညီကိုတွေပဲဆိုတော့အနေဆုံးဖြစ်နေတော့ကျွန်တော်တို့လည်းပြဿနာအများဆုံးလို့ပဲပြောမှာပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်တို့ရိုဟင်ဂျာတွေကိုနော်လူနည်းစုတွေကိုကျွန်တော်တို့ကနှိမ့်ဆက်ဖို့မဟုတ်ဘူးဒါစိတ်အုပ်စုရဲ့မတရားမှုတွေကိုဒါမှသူတို့ကဖော်ထုတ်မယ်တခါကျွန်တော်တို့ဒီစိတ်အုပ်စုကနေပြေးလာတဲ့တက်ပြေးစစ်သားနှစ်ယောက်ကိုလည်းတခါတည်းဒီတရားမျှတမှုရအောင် ICJ တို့ကိုပို့မယ်ပို့လေပို့ထားတယ်ပြီးရင်နောက်ထပ်အများကြီးလေတက်သေးတယ်သူတို့စီမှာရှိတယ်လို့ပြောတယ်ဒါအမတန်ကျွန်တော်တို့မှတ်သားမဲ့ချက်တွေမှာပါတယ်ခဏလေးမှတ်သားပေးပါဒါဒီချက်ကအရေးကြီးတယ်ကျွန်တော်မြဲနေစဉ်းစားတယ်ဒါဆိုရင်ULA ကရိုဟင်ဂျာတွေ genocide လုပ်ခဲ့တာစစ်တပ်ကလုပ်ခဲ့တာဘယ်လိုများသိတာလဲဆိုတော့အဲ့ဒါမျိုးစဉ်းစားကြည့်လို့ရှိရင်အဖြေတွေတော့အများကြီးပေါ့ဗျာနော်ဆိုတော့အဲ့ဒီထဲမှာတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့သိတယ်ဆိုတာကိုဝန်ခံထားတယ်ဒါပေမဲ့သိပြီးမှအဲ့ဒီအချက်လက်တွေကိုယနေ့တည်းကပေးပြီးပြီလားမပေးရသေးဘူးလားဒါလည်းရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့လက်လန်းမီဒီလောက်ကတော့ policy ပြောင်းသွားတဲ့ပြောမှာသူတို့ကနောက်တစ်မျိုးဖြစ်သွားတယ်အဲ့တုန်းကတော့ဒီရိုဟင်ဂျာတွေနဲ့
ကျွန်တော်တို့ရခိုင်နေနဲ့ပူအောင်ပြီးတော့မှကျွန်တော်တို့ဒီဘယ်လိုပြောမလဲ Arkan Dream ပေါ့ဗျာနော် Arkan Dream ဆိုတာ Arkan Dream နဲ့ Rohingya Dream ဘာကွာလဲဆိုတော့ကျွန်တော်ခဏနေရှင်းပြမယ်အဲ့ဒါလေးတွေကိုပြောခြင်းလို့ကျွန်တော်ဒီနေ့ဒီ live ကိုပြောပြရခြင်းဖြစ်ပါတယ်တချို့လူတွေကမကွဲဘူးအခုဘာလို့လဲဆိုတော့ Arkan ဆိုတာရခိုင်လူမျိုးကိုပဲခေါ်တာပါဆိုပြီးမှလဲကျွန်တော် propaganda လုပ်တော့ဒီလိုပေါ့နော်ကျွန်တော်တို့အမြဲတမ်းယုံကြည်တာက Arkan ဆိုတာကကျွန်တော်တို့အားလုံးပိုင်တဲ့ဒေသရဲ့နာမည်သူ့မှာတမိုင်းနေရှိပါတယ်ကျွန်တော်ဒီတမိုင်းမပြောတော့ဆိုတော့အဲ့ဒီမှာရခိုင်ရှိမယ်ရိုဟင်ဂျာရှိမယ်အခြားလူတွေရှိမယ်အားလုံးကဒီ Arkan နဲ့ပတ်သက်တယ်အဲ့ဒီထင်မှာ Arkan ဆိုတာရခိုင်ကိုပြောတာပါလို့ပြောလို့ရှိရင်ကြံတဲ့လူမျိုးစုအသိမဲ့ပြုသူဖြစ်စေမပြုသူဖြစ်စေကြံတဲ့လူမျိုးစုအားလုံးကိုဒါစော်ကားတာပဲ Arkan ဆိုတာ is land is the name of a land တချင်ကြရင်ဗျာ Arkan land ဆိုရင်မှလည်းနိုင်ငံတစ်ခုပေါ်ရင်လည်းပေါ်မှာပေါ့ထားပါတော့ဒါ Arkan ပေါ့အဲ့ဒီမှာရှိတဲ့လူမျိုးတွေအားလုံးက Arkanis ပဲ Arkanis Muslim ရှိတယ် Arkanis Buddhist ရှိတယ် Arkanis Hindu ရှိတယ် Arkanis Christian ရှိတယ် Arkanis နတ်ကိုကိုသူရှိတယ်ကျွန်တော်တို့ဒေတာမှာစဒါတွေအားလုံးက Arkanis ဒါပေမဲ့ Arkan Dream လို့နာမည်တက်ပဲတကယ်တည်းကသူ့ကိုနာမည်ပြရမှာကရခိုင် Dream ရခိုင် Dream နဲ့ Rohingya Dream နှစ်ခုပေါင်းမှ Arkan Dream ဖြစ်ရမှာနော်ထားပါတော့ဒါကျွန်တော်ဒီလောက်ပဲပြောမယ်ခုနကျွန်တော်ပြောချင်တာကဒီ genocide ကိုသူတို့ကအရင်တော့အဲ့လိုလုပ်ပြီးတော့နောက်ပိုင်း2023မှာတိုက်ပွဲတွေဖြစ်လာတယ်24 5မှာဒီကျွန်တော်ရဲ့ဒီ Arkan ဒေသရဲ့မြို့နယ်တော်များများကိုတိမ့်ပတ်ပြီးမှသူတို့လည်းအခြေအနေတစ်ခုရောက်သွားတဲ့ခါမှာတော့သူတို့ဂန်းငယ်ကွေးတော့တာပဲဘင်္ဂါလီကိုဘင်္ဂါလီခေါ်ရင်ဘာဖြစ်လဲရိုဟင်ဂျာဆိုတာမရှိဘူးပြီးရင်ဘယ်ကဘာမှလက်ခံတဲ့ဘယ်ကဘာပေါ်မှမရှိတဲ့လူမျိုးနာမည်ဘာလဲမွတ်စလင်လူမျိုးတဲ့လာသေးတဲ့ရှေ့ကကျွန်တော်တို့ဝိသေသနာဘာလဲရခိုင်ပြည်မှာနေထိုင်တဲ့မွတ်စလင်လူမျိုးတဲ့ဟောရခိုင်ပြည်မှာနေတဲ့မွတ်စလင်ကကမန်လည်းရှိတာပဲရခိုင်လူမျိုးဟိုးရှိကဗုဒ္ဓဘာသာတွေအများကြီးကျွန်တော်တို့ရိုဟင်ဂျာတွေနဲ့အိမ်ထောင်ကြပြီးမှကျွန်တော်မျိုးတွေမှာတော့ရှိတယ်သူတို့လည်းမွတ်စလင်ပဲအဲ့လိုပဲခရစ်ယာန်တွေရှိတယ်တချို့ရိုဟင်ဂျာလူမျိုးဆိုရင်လည်းဒါအကြောင်းမျိုးပဲနဲ့ခရစ်ယာန်ဘာသာပြောင်းသွားတယ်ဘလို့ပဲဘာသာပြောင်းမှသူတို့ရိုဟင်ဂျာလူမျိုးပဲနော်ဆိုတော့အဲ့ဒီဘာသာဆိုတာဒီလူမျိုးမဟုတ်ဒါတော့အားလုံးသိထားပြီးသားပါနော်ဆိုတော့အဲ့ဒါကို ULA ကသိပါလျက်နဲ့ကျွန်တော်ကမွတ်စလင်လို့တုံးတယ်ဒါကိုတေချာလေးလာကြည့်ရင်တော့ဒါရိုဟင်ဂျာဆိုတာကိုအသိမဲ့မပြူးကျင်လို့တနည်းအားဖြင့်ရိုဟင်ဂျာတွေကိုလေသူတို့ရဲ့လူမျိုးစုတစ်ခုရဲ့အခွင့်အရေးကိုမပေးခြင်းလို့ဒန်းတူမဆက်ဆံခြင်းလို့ကြံခဲ့ပါပြီဂျုံခဲ့တယ်ဟိုတော့ကပရိသေစနေတယ်ဒါပေမဲ့အခုချိန်ထိကျွန်တော်တို့ဒီရခိုင်ညီနောင်ညီကိုတော်တော်များများကသူတို့ငါတို့ကဂျုံခေါ်လာတာဂျုံဖမ်းတာအမှန်ကဂျုံပြုတ်လို့တချို့ဆိုခံရစဉ်အဲ့လူတွေကချက်စရာမဟုတ်ဘူးဒီဟိုလေအတဲရမဖမ်းလာတာဟုတ်တချို့တွေရှိပါတယ်ပေါ်တူဂီနဲ့ဒီပေါင်းပြီးတော့မှဒါပေမဲ့ဂျုံဖြစ်သွားပြီးမှဖမ်းပြီးမှရောင်းစားတာမှရှက်စရာဟိုလူတွေကကိုမြေကိုရမှာဗျာလေမြေနော်ကျွန်တော်တို့နေပြီးမှနေထိုင်တဲ့လူတွေအဲ့ဒါမျိုးအမှတ်တမဲ့အဖမ်းခံရရင်သူတို့ရှိမှာပေါ့ဒါမှအားလုံးတော့ဆိုမဟုတ်ဘူးအနေချင်းအဲ့ဒါကိုဂုံယုံလို့မဆုံးဘူးဒါကိုလည်းမပြောသင့်မပြောထိုက်တဲ့စကားအခုလို21ရာစုမှာလည်းဘယ်ကျွန်တော်တို့ရခိုင်လူကြီးသူမှဆုံးမတာမတွေ့ရဘူးကျွန်တော်တို့ကတော့ရန်ဖန်ရန်ခံတော့ပြောပြတာတော့ရှိပါတယ်ဆိုတော့ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုကအဲ့လိုကျွန်တော်တို့ကဒီညီကိုလူမျိုးစုနှစ်ခုကဒီစစ်အုပ်စုကကျွန်တော်တို့ကိုဒီလိုလုပ်ခဲ့တဲ့ဟာကိုကျွန်တော်ရွေလေခေါင်းဆောင်ပိုင်းကအရင်ကပြောခဲ့သလိုမျိုးတကယ်တည်းစိတ်ထဲမှာရှိတယ်ဆိုရင်ရိုဟင်ဂျာလူမျိုးပေါ်မှာဂျီနိုဆိုက်လုပ်တာကိုဒီလိုတကဘာလုံးကုလသမဂ္ဂအပါဝင်အမေရိကန်အပါဝင်တကဘာလုံးကအသိမဲ့ပြုတာကိုစီ ICJ တရားစီရင်ရေးကိစ္စမှာယနေ့ချိန်ထိယနေ့ဆိုရင်
နိုင်ငံတိုင်းမြန်မာပြည်မှာရှိတဲ့တော်တော်များများအဖွဲ့အစည်းတွေကကျွန်တော်စောစောကပြောသလို NUG ပါဝင် statement ထုတ်တော်လဲ ULA က statement ထုတ်ပြီးတော့ genocide နဲ့အောက်မွေးပဲခန်းနာမှာဟိုဒီ statement ထုတ်တာကိုမတွေ့ဘူးကျွန်တော် statement မထုတ်တာကိုပြောကျင်တာတဲ့ Rohingya genocide ကိုသူတို့ကအသိမဲ့မပြုတ်ဘူးဒါဆိုရင်စစ်ကောင်စီစစ်အုပ်စုက genocide လုပ်တာကိုသဘောတူနေတာလားဒါဆိုရင်ရခိုင်လူမျိုးတွေကိုလည်း genocide လုပ်ပါတယ်ဘုံကျဲတယ်တတ်တယ်ဖြစ်တယ်ကျွန်တော်တို့တော့မှဒီအမေရိကန်မှာနေပြီးမှမနေနိုင်ဘူးပြောတဲ့နေရာမှာပြောတယ်ဒါကဒီတိုင်းဟိုကျွန်တော်အားတိုင်းပြောတာပေါ့ကွနော်တက်တဲ့တာတကားတွေရှိပါတယ်အထောက်ထားတယ်လည်းရှိတယ်ကျွန်တော်ကိုယ်တိုင်ဆက်သွယ်ပြီးတော့မှဒီလိုမြောက်ဦးစေယုံကျုပ်ကိုလှုပ်တာဒီဘလို့ပဲဖြစ်ဖြစ်ဒါမလှုပ်တဲ့မလှုပ်တဲ့ကိစ္စဆိုပြီးမှဒါတကယ်ကဘာဒီတချို့အရေးပါတဲ့နေရာတွေမှာဒီတရင်တွေဒီအချက်လက်ကိုရောက်ဖို့တဲ့ကျွန်တော်တို့ပို့ခဲ့တာပဲအဲ့ဒီနေရာမှာလူမျိုးရေးမရှိဘူးဘာသာမရှိဘူးလူဆိုတဲ့အသိစိတ်တစ်ခုပဲရှိတယ်ဘယ်လူသားပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ဖြစ်ဖြစ်ဒုက္ခရောက်ရင်မတရားအနိုင်ကျင့်ခံရရင်အဲ့ဒီဘက်ကနေအမှန်တရားဘက်တော်သားတွေကရက်တည်ရတယ်ဒါကျွန်တော်တို့ဒီလူလောကရဲ့ပြည်ညံတစ်ခုပေါ့နော်လူသားဆန်မှုလို့ပြောရမှာပေါ့ဆိုတော့အဲ့ဒါမျိုးမရှိလို့ရှိရင်တော့ဒါလူသားဆန်မှုမရှိဘူးအားနေတယ်ဒီလိုပဲကျွန်တော်တို့ကပြောရမယ်ဒါပေမဲ့ဒီရိုဟင်ဂျာလူမျိုးကိုနဲ့ genocide အောက်မွေးပဲနဲ့မှာ statement မထုတ်တာကိုလည်းမပြောတာကိုလည်းတခါဒီကြားထဲမှာလည်း2024ခုနှစ်မှာသူတို့ကိုယ်တိုင်ကဒီရိုဟင်ဂျာလူမျိုးမှာ genocide လုပ်တဲ့အတွက် ICJ တရားဒီကျွန်တော်တို့ဒီတရားခွင်ကျွန်တော်တို့အဲ့ဒီကာလမှာလည်းတော်တော်လေးကိုကျွန်တော်တို့ဒီအတန်မျိုးစုံထွက်ခဲ့တဲ့ကြတော့သူတို့လည်းတမျိုးတဖုံတော့စိတ်မှာထိခိုက်မှာပေါ့လေတံပြန်ပြောဆိုတာတွေ statement ထုတ်တာတော့အများကြီးရှိတယ်ဆိုတော့ထားပါတော့ဒါဒီလိုဒါပေမဲ့တစ်ဖက်ကပါလဲဆိုတော့ရိုဟင်ဂျာ genocide အတွက်အသိမဲ့ပြူတာတို့ဝန်နေတာတို့ရေးလို့ရပါတယ်ဘယ်လူမျိုးကိုမဆိုဒီစစ်အုပ်စုက genocide လုပ်တာကိုကျွန်တော်တို့ကလက်မခံဘူးလို့ပြောရမှာလေကျွန်တော်တို့ဒီရိုဟင်ဂျာကိုရိုဟင်ဂျာလို့ပြောတာဘာမှပြဿနာမရှိဘူးလူပဲကိုကလည်းလူကိုတို့ကလည်းဒီရခိုင်လူမျိုးလို့ခံယူဖို့အတွက်ဒီခံယူပိုင်ခွင့်ရှိတယ်ဆိုရင်အခြားလူမှလည်းခံယူပိုင်ခွင့်ရှိတာကိုဒါလက်ခံပေးဖို့လိုတယ်ဒါပေမဲ့အဲ့ဒါကိုမလုပ်တဲ့အပြင်ဘာလုပ်လဲဆိုတော့ကျွန်တော်ရည်လေးရည်ကျင်တယ်ဟိုရခိုင်တကက်ထိတ်တဲ့နိုင်ငံရေးသမားကနေရွေလေအေကိုထောက်ခံတဲ့အဖွဲ့အစည်းတွေနဲ့ဟိုရွေလေအောက်ချက်တည်းကဟိန္ဒူလူမျိုးကို genocide လုပ်ကိုးနေမြောက်အောက်မွဲပွဲအခမ်းအနားကျင်းပတယ်ဆိုပါလားကျွန်တော်တို့ကဟိန္ဒူလူမျိုးသားတကယ်တမ်း genocide အလုပ်ခံရလို့ရှိရင်ဒါကျွန်တော်တို့လည်းလက်မခံဘူးဟိန္ဒူဖြစ်ဖြစ်မရိုဖြစ်ဖြစ်နော်ရခိုင်ဖြစ်ဖြစ်တပ်ဖြစ်ဖြစ်ကရင်ဖြစ်ဖြစ်ရှမ်းဖြစ်ဖြစ်ဘယ်လူသားကိုမဆိုလို့ရင်ဒါကျွန်တော်တို့လည်းဒါကန့်ကွက်တယ်ဒါပေမဲ့ဒီနေရာမှာတခုအရေးကြီးတာကဒီဟိန္ဒူလူမျိုးအနေနဲ့ပဲရှိတာပါကျွန်တော်တို့မောင်းတော့ခမောင်းစိတ်မှာအဲ့ဒီတုန်းကအဲ့ဒီခမောင်းစိတ်ရွာကဟိန္ဒူဘာသာဝင်တွေကလည်းသူတို့လည်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတယ်နော်ထွက်ပြေးပြီးမှ refugee camp မှာသူတို့ကိုလည်းမေးတယ်မေတို့ကဘာဖြစ်လို့ထွက်ပြေးလာလဲအဲ့ဒီတုန်းကတော့သူတို့ကိုဘသူတွေကတတ်ခဲ့တာဒီကျွန်တော်တို့မျက်နှာဖုံးအမဲတွေနဲ့တရှေကင်ပြီးမှလာတဲ့လူကဒီမှာနေတဲ့လူတွေပဲရခိုင်လားရိုဟင်ဂျာလားမွတ်စလင်လားတက်လားမျိုးလားလူတိုင်းသိတယ်လမ်းလျှောက်သွားရတော့မှသိတယ်စကားတော့ပြောစရာမလိုဘလောက်ပဲမျက်နှာဖုံးစွတ်စွတ်အတန်တစ်ချက်ထွက်တာနဲ့အဲ့ဒါရခိုင်လားရိုဟင်ဂျာလားဟိန္ဒူလားဒိုင်းနဲ့လားအကုန်သိတယ်သူတို့လည်းပြောပြတယ်ကျွန်တော်တို့ကိုတက်ခဲ့တာကခေါင်းဆုံးနဲ့လာခဲ့တာကဘယ်သူကျွန်တော်ဒီနေ့ကတော့ဘယ်သူကဆိုတာပြောချင်တာအဓိကမဟုတ်ဘူးနော်ဟိန္ဒူတွေရဲ့ဘာရှန်နှမျိုးကိုပြောနေတာဒီအကြောင်းအစုံလင်ကိုအဲ့ဒီတုန်းကမျက်နှာဖုံးစွပ်ပြီးတော့ဒရှေကင်ပြီးမှကျွန်တော်တို့ရိုဟင်ဂျာတွေမျိုးစုံကိုတက်ခဲ့တာ social media မှာလည်းပလူပြန်နေတာပဲအဲ့ဒါနဲ့ဘာသာရေးစော်ကားပြီးမှပြောခဲ့တဲ့ဟာလည်းအများကြီး
so the long shot ဆိုတဲ့45 right ကျွန်တော်တို့ ULA ခေါင်းဆောင်ရဲ့မိတ်ဆွေရင်းပါသူကအဲ့ဒီစာအုပ်ကိုလည်းအရင်တစ်ခါလေးဖတ်ဖို့အတွက်ကျွန်တော်အကြံပေးမှုတယ်အဲ့စာအုပ်ထဲမှာရေးထားတယ်အဲ့ဒါတွေကဘယ်သူလဲဆိုတာသိချင်ရင်အဲ့စာအုပ်ကိုသွားဖတ်ပါအင်တာနက်မှာလွယ်လွယ်ကို download လုပ်လို့ရတယ် the long shot the shave ဗျာနော်ဘယ်မှာလို့ပြောရင်ဆိုသူတို့ကဟိုဘက်မှာတစ်မျိုးပြောပြီးတော့ဒီအဲ့ဒီတုန်းကဒီဝန်ကြီးကျွန်တော်တို့ကျမကြီးဝန်ကြီးဒေါက်တာဝင်းကျင်ရဲ့အဖွဲ့သွားပြီးမှသူတို့ကိုပြန်ခေါ်လာမယ်ဆိုတဲ့ခါမှာသူတို့ကပြန်ခေါ်ပါတယ်ဆိုတဲ့နာမည်တစ်ခုရရင်လို့စေယုံလို့ရတော့တာကအဲ့ဒီဟိန္ဒူကျွန်တော်တို့မိသားစုတွေဒါပေမဲ့သူတို့ကိုခေါ်လာတာကလည်းဂတိကဝတ်နဲ့အဲ့ဒီတုန်းကဗာလဲမြေတို့မြန်မာပြည်ဘက်ကိုလာလို့ရှိရင်ဒီလိုပြောတဲ့လားအဲ့တော့ဒီဘက်ကိုရောက်တာနဲ့အတန်ပြောင်းသွားတာပဲဘာရှာတယ်ပြောင်းသွားတယ်ကဘာကြီးကတော့သိတယ်ကျွန်တော်တရားရဲ့သဘောနဲ့တရားစီရင်ရဲ့သဘောနဲ့ပြောမယ်ဆိုရင်ပထမဆုံးထွက်တဲ့စကားအတီးပဲဒါပေမဲ့အဲ့ဒီတုန်းကတော့ဒီ Amnesty International ဆိုတဲ့အဖွဲ့အဲ့ဒီတုန်းကအဲ့ဒီ Amnesty International အဖွဲ့ရဲ့အကြီးအကဲကတော့ဟိန္ဒူဘာသာဝင်တယောက်ဖြစ်တဲ့ခါကျတော့သူလည်းသူ့ဘာသာဝင်လူဆိုတော့လူသားတယောက်ဖြစ်တဲ့အတွက် emotion ဖြစ်ပြီးမှသူစိတ်လိုက်မှန်ပါတချို့ရေးတာကိုတွေ့တယ်အမေလေးအဲ့ဒါကိုမြန်မာသတင်းစာမှာရေးလိုက်တာဒီလောက်တကဘာလုံးကရေးတာကိုမယူအဲ့ဒါကိုမရေးနေဒါပေမဲ့မြန်မာစစ်အုပ်စုနဲ့ဒီကျွန်တော်တို့ရခိုင်ညီနောင်တွေနဲ့ကိုယ်သူတို့ကတော့သူတို့ကိုယ်တိုင် genocide မလုပ်ဘူးဘယ်အဖွဲ့ကဟိန္ဒူလူမျိုးကို genocide လုပ်ပါလို့လမ်းကြောင်းပြောင်းနေတာကဘာကြီးကအဲ့လောက်လည်းမအောင်ဘူးနော်တည်င်းအခြေလက်ရှာရတာလေဒီခက်မှာအဲ့လောက်လည်းမခက်ဘူးဆိုတာကိုနော်ဒီစစ်ဝါရီသမားတွေနော်ဒီစစ်အုပ်စုတွေကမသိတာလားမသိဘူးသူတို့တခါတလေပြောတာဆိုတာကလေတကယ် brain မရှိတဲ့ဒီ empty brain zero brain နော်ကျွန်တော်ရိုင်းစမ်းမပြောချင်လို့တကယ် zero brain ပုံစံတွေလေသူတို့အများကြီးပြောတာဆိုတော့အဲ့ဒါကိုမှဒီစစ်တပ်ကိုတော်လန်ပါတယ်ဆိုတော့ ULA နဲ့ရခိုင်တမျိုးသားလုံးကမှစစ်အုပ်စုရဲ့ဝါဒဖြတ်မှုကျွန်တော်တို့ဒီဟိန္ဒူတွေကို genocide လုပ်တယ်ဖြတ်တယ်ပါရန်သူတို့လည်းဒီဘက်မှာလာပြီးမှကျွန်တော်တို့ဒီအကာအကွယ်ရအောင်ဟိုဟာလုပ်အောင်ပြောခိုင်းတော့ပြောတာပဲကျွန်တော်လည်းဟိန္ဒူလူမျိုးတွေလည်းကျွန်တော်မိတ်ဆွေတွေအများကြီးပဲကျွန်တော်အမှန်တရကွက်ဆိုတာဟိန္ဒူဘာသာဝင်တွေရှိတယ်ကျွန်တော်2010ရွေးကောက်ပွဲလုံးကလည်းကျွန်တော်ကိုမဲထည့်ဖို့အတွက်သူတို့ကလုံးဝပြင်ဆင်ထားပြီးသားဟိန္ဒူနဲ့ကျွန်တော်နဲ့ရဘာသာပဲကွာတာသူတို့လည်းရိုဟင်ဂျာလူမျိုးပဲဒါပေမဲ့သူတို့ကိုလည်းဟိန္ဒူတဲ့ထားပါတော့နော်သူတို့ကိုယ်တိုင်ကတောက်ကိုမကန့်ကွက်တော့ကျွန်တော်မပြောတော့ဘူးဟိန္ဒူလည်းသူတို့မုန်းတာပဲပြောပါတယ်ဟိန္ဒူလည်းကလားနော်ဒီယာလည်းကလားကမန်လည်းကလားမာမာဂီလည်းကလားဆိုရင်မှ2012မှာလောက်ခဲ့တာလေမာရမာဂီရောကမန်ရောမချမ်းဘူးလေအားလုံးကိုကလားဆိုတဲ့သူတို့ပေရနဲ့တိုင်းတာအခုကျမှဘလို့လို့ဟိန္ဒူကိုအဲ့လောက်ချစ်သွားတာတော့ဒါနိုင်ငံရဲ့ပယောကမကင်းဘူးဆိုတော့အဲ့လိုပြောလို့ကျွန်တော်ကဒီဟိန္ဒူမျိုးသားတွေဆုံးသွားတာကိုကျွန်တော်ကလက်မခံသူတို့မှလည်းသူတို့ခံစားချက်ရှိပါတယ်ဘသူပဲတက်သူတို့မိသားစုတွေဆုံးရှုံးရတဲ့ကျွန်တော်စိတ်မကောင်းပါဘူးเนาะဒါသူတို့ရဲ့မိသားစုခံစားခြင်းနဲ့မိသားစုနဲ့ကျွန်တော်ဘယ်လိုပြောမလဲဒန်းတူရက်တည်တယ်ဒါကတော့ဒီလူသားအနေနဲ့ပေါ့လေဒါကျွန်တော်တို့ကတော့ဘာမှကန့်ကွက်စရာမရှိဘူးဒါပေမဲ့ဒါကိုနိုင်ငံရေးအသုံးချနေတာအဲ့ဒါကိုလည်းခိုးကကျင်းပနေကြတယ်မောင်းတော့မှာဘူးတိတော့မှာဒါဆိုရင်ဒီနေရာမှာဒီရိုဟင်ဂျာဂျီနိုဆိုက်ကိုမဟုတ်ဘူးရိုဟင်ဂျာဂျီနိုဆိုက်ကိုဟိုဟာဖြစ်အောင်သူကဘာလဲကဘာမျက်နှာစာနဲ့ပျောက်သွားအောင်ဟိန္ဒူဂျီနိုဆိုက်နဲ့ဖုံးကွယ်ဖို့ကြိုးစားတာလားအဲ့ဒါဆိုရင်တော့စင်သေးကိုစိတ်ရဖုံးသလိုပဲဖြစ်မှာပဲမအောင်မြင်ပါဘူးဒါကဘယ်လိုပြောမလဲကလေးကွက်လို့ဖြစ်တယ်နောက်တစ်ချက်က ULA ကရခိုင်နဲ့သူတို့အခေါ်မွတ်စလင်တွေတဟဇဒဖြစ်ဖို့လုပ်နေတာတဟဇဒကရခိုင်နဲ့မွတ်စလင်ပဲလားရခိုင်နဲ့ကမန်ဖြစ်စရာမလိုဘူးလားတခါကျွန်တော်တို့မြောက်ဦးကြောက်တော်မှာရှိတဲ့သူတို့ရောကျွန်တော်တို့တဟဇဒဖြစ်စရာမလိုဘူးလားပလီတန်ရှင်းလုပ်တယ်ဆိုရင်ဘူးဒီတော်ကပလီပဲလားပလီဖွင့်ရင်မောင်းတော့ကပလီတခုပဲလားပလီပေါင်းထောင်နှန်းချီပြီးရှိတယ်ပိတ်ထားတာကိုဘယ်လိုဖွင့်တာလဲကျွန်တော်သိတယ်အတိအကျသိတယ်မောင်းတော့ပလီကိုဖွင့်ပြီးတော့ဓာတ်ပုံကမီဒီယာပေါ်တော့မရောက်သေးဘူးအဲ့ဒီဓာတ်ပုံတွေကို ULA ကအဲ့ဒီတုန်းကဘင်္ဂလားဒေ့ရှ်
ဒီကျွန်တော်တို့အစိုးရကနေအခုနိုင်ငံခြားရေးဝန်ကြီးပေါ့လေအဲ့တုန်းကတော့ကျွန်တော်တို့ဒီရိုဟင်ဂျာဆိုင်ရာသူကအထူးကိုယ်စားလှယ်ဒေါက်တာယူနွတ်အစိုးရရဲ့သူစီကိုပို့တာအဲ့လိုပဲအဲ့ဒါလဲဗမာအစိုးရရဲ့ဘယ်လိုပြောမလဲအမွေကိုသူတို့ပဲစက္ကန့်ကြတယ်လားမသိဘူးလိန်လေးတွေပေါ့ပြတာပေါ့ဗျာ for sure ပေါ့ဒါကစစ်အုပ်စုကလုံနေကြအခုလဲကျွန်တော်ယုံကြည်တယ်ဒီပလီရှင်းမှာကျွန်တော်တို့စစ်သမီးလေးတွေရိုဟင်ဂျာစစ်သမီးလေးတွေရခိုင်စစ်သမီးတွေစစ်သားတွေဒါအဲ့ဒီပုံတွေကမီဒီယာတွေကတော့အများကြီးရေးတာပေါ့အဲ့ဒါကိုလည်းအခုလက်ရှိဒီနိုင်ငံခြားရေးဝန်ကြီးဘင်္ဂလားဒေ့ရှ်ဆိုရကိုပို့ဖို့တဲ့သူတို့လှုပ်တာကဘာကိုမျက်လက်ပြကျင်တာတဟဇဒဖြစ်တာကိုလည်းကျွန်တော်တို့ကကန့်ကွက်တာမဟုတ်ဘူးဒါကောင်းတယ်လက်ခံတယ်ဒါပေမဲ့ပြောကကင်းရင်လားနောက်တစ်ချက်ကျွန်တော်ကတတိမမူဂူမမြင်ဆိုတဲ့အတိုင်းကျွန်တော်ရှင်းပြမယ်နော်ခင်ဗျားတို့သဟဇဒလောက်ပါတယ်ဆိုတဲ့ကိုယ်အသိစိတ်နဲ့ဝင်ပါတယ်ဆိုတဲ့ခုနရိုဟင်ဂျာကျွန်တော်တို့ရွေလေအေရဲ့စစ်သမီးတွေရိုဟင်ဂျာစစ်သားတွေနော်သူတို့ရဲ့မိဘတွေမောင်နှမတွေပစ္စည်းဥစ္စာတွေအားလုံးကိုလည်း2019ခုတုန်းကဖျက်ဆီးခဲ့တာမပြောဘူး2024တုန်းကခင်ဗျားတို့ပဲဖျက်ဆီးခဲ့တာမဟုတ်ဘူးလားသူတို့ကိုယ်တိုင်ဝင်လာလားမဝင်လာလားဆိုတာကျွန်တော်တို့ကပိုသိတယ်အမြဲတမ်းဆက်သွယ်ရှိတယ်တော့အမေရိကန်မှာနေလို့အဝေးကြီးမထင်နဲ့အမေရိကန်မှာနေနေတာဆက်သွယ်မှုကတော့စူပါပဲကျွန်တော်တို့စူပါ connection ပဲစူပါ communication ရှိတယ်အဲ့ဒီရိုဟင်ဂျာအမျိုးသမီးတွေရိုဟင်ဂျာအမျိုးသားတွေကိုခင်ဗျားတို့မတရားဖမ်းပြီးတော့ဒီစစ်တပ်တွေကိုမတရားကျွန်တော်တို့သိမ်းတာဝဒါကဘာကြီး report မှာလဲ UN report မှာလဲအများကြီးပဲသူတို့စီမှာလဲသတင်းတွေအများကြီးပဲဆိုတော့ဒါကလည်းဘာလဲဆိုတော့ဒီမှာခင်ဗျ triple standard ဗျအကယ်၍ကျွန်တော်တို့ ULA ကနေစက်မှာတိုက်ပွဲတွေဖြစ်လို့ရှိရင်သူတို့ကိုရှေ့ကနေပြီးတော့ကျွန်တော်တို့ဒိုင်းဖြစ်သုံးဖို့အဲ့ဒီနေရာမှာစစ်အုပ်စုနဲ့ A နဲ့အတူတူပဲစစ်အုပ်စုကလည်းရခိုင် A နဲ့တိုက်တဲ့ခါမှာရှေ့ကသေဖို့အတွက်ရိုဟင်ဂျာတွေပဲသူတို့ကလုပ်တယ်မသိရင်နိုင်ငံသားပေးမယ်ရိုဟင်ဂျာပေးမယ်ပြီးလို့ရှိရင်နောက်ဆုံးကတော့ဘင်္ဂါလီပဲတဲ့ကျွန်တော်စကြရသိတယ်အဲ့ဒါကြောင့်ရိုဟင်ဂျာကစစ်အုပ်စုနဲ့ပေါင်းတယ်လို့ပြောရင်ရည်ကျင်တယ်ကျွန်တော်တို့ကမြန်မာပြည်မှာရှိတဲ့နော်လူတွေအားလုံးထွက်ဒီစစ်အုပ်စုရရုပ်မာတာကိုကျွန်တော်တို့အသိဆုံးပဲဒါမဟုတ်ဘူးသူတို့လည်းတုံးချတယ်အဲ့လိုပဲအေကလည်းစစ်အုပ်စုလုပ်ခဲ့တယ်လို့ပဲသူတို့ပဲအတင်းအဓမ္မစစ်သားစုတော်ပြီးမှလုပ်တာဆိုတော့သူတို့ကလည်းပါဝါရှိနေဗျာလူကနည်းနည်းရှင်းပြရင်သူတို့က uniform ဝတ်ထားရုံပဲလက်နဲ့မပေးဘူးရိုဟင်ဂျာလူငယ်စစ်သားတွေလေခင်ဗျားတို့လက်နဲ့မြင်ပါပါကြည်မပေးဘူးသူတို့မယုံလို့ဒါဆိုနည်းနည်းပြောတာများသွားပြီတယ်နော်အပြင်မှာတော့ဗျာ uniform ကလည်းတတ်နေတာပဲလေတနက်တွေကင်တယ်များသွားပြတနက်မကင်ပါဘူးအထူးသဖြင့်စစ်သမီးတွေကတနက်မကင်ဘူး uniform ပဲဝတ်တာအရင်လားပါလားအပဲလိုအဲ့လို့ရှိရင်တိုက်ပွဲဖြစ်လို့ရှိရင်တော့ရှေ့ကနေလွတ်ဖို့ကျွန်တော်တို့လူသားတိုင်းအသုံးပြုဖို့မဟုတ်ရင်လေသေရင်လေဒီကလားတွေပဲသေပလေးတွေစီမှာလွတ်ဖို့တဲ့လွတ်တာအဲ့ဒါကိုလည်းကျွန်တော်တို့ဒီပလီရှင်းမှာကျွန်တော်တို့ဖျားရှင်းမှာတန်ရှင်းလုပ်ပြီးမှ propaganda လုပ်တာဒီလောက်နိုင်ငံရဲ့ကွက်တော့ကျွန်တော်ပြင်းနေဗျာနော်ဗမာအရက်စကားနာပြောရင်ပြင်းနေဗျာပြင်းနေခင်ဗျားတို့ဒီထက်အဆင့်မြင့်တဲ့ဟာတွေလုပ်ပါဦးနော်ထားတော့ကျွန်တော်ကဒီနေ့စကားကောင်းပြောဝေးပြနော်ကျွန်တော်ဒီနေ့စိတ်ကောင်းဝင်နေတယ်ဒါရမတခါတလေအမှန်တရားထွက်သွားတော့နော်အဲ့လိုရှိတယ်ဆိုတော့ခုထပ်ပြီးမှကျွန်တော်စကားကိုထပ်ပြောမယ်နော်အချိန်လေးကျွန်တော်ကဒီနေ့တယောက်တည်းဆိုတော့အခုတော့မှနိုင်ဝဲလောက်ရှိသွားပြီနော်ကျွန်တော်နေကုန်းချုပ်မယ်အဲ့တော့တကယ်လို့ဒါအဲ့ဒါမျိုးကျွန်တော်တဟာဇဒဖြစ်ချင်လို့ရှိရင်ကျွန်တော်စောစောကလေးကဆွေးနေတာပဲရခိုင်နဲ့ရိုဟင်ဂျာကလုံးပါပဲပူပေါင်းရမှာပဲနော်အခုဒီရခိုင်တွေကဒီရခိုင်အိမ်မက်သူတို့ခေါ်အာကန်ရင်းဘောဗျာအဲ့ဒါနဲ့တိကျနိုင်ငံထောင်ပါလားသို့ရီမဟုတ်အခုမြန်မာပြည်သွားနေတဲ့နော်ခင်ဗျားတို့ NUG ကိုလက်မခံလဲထားတော့ Federal Democracy နဲ့သွားလို့ရှိရင်အခု Federal Unit တွေပေါ်တယ် Federal Democratic မြန်မာဆိုတာကသူ့ရဲ့ data လိုက်လူမျိုးစုလိုက်
အားလုံးကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ကိုယ်ကကြမ္မာကိုဖန်တီးခွင့်ပေးရမယ်ဟာဆိုတော့အကယ်၍သာဗျာနိုင်ငံမြန်မာပြည်မှာနိုင်ငံ၈ခုပေါ်လာရင်လေအဲ့ဒီ၈ခုကပေါင်းပြီးမှကျွန်တော်တို့ Federation တခုလုပ်မှာပဲဒီနိုင်ငံတွေကတော့ကျွန်တော်ယုံကြည်တယ်ဘယ်တော့မှလုံးဝတိတန့်ကွဲပါမဟုတ်တိတဲ့နိုင်ငံထောင်သစ်တိုင်အောင်သူတို့ကဒီ level တစ်ခုထိ union တစ်ခုနဲ့နေပါပဲကျွန်တော်တို့ဟင်ဂျာတွေကလည်းဘယ်တော့မှဒီပြည်တော်စုကကျွန်တော်တို့လူများစုတွေဘလို့ပဲဖွဲ့ဖွဲ့အဲ့ဒီထဲမှာ Federal Democratic မြန်မာမှာကျွန်တော်တို့ပါဖို့ဆင်တဲ့ပဲခင်ဗျကြည့်ပါလား refugee ကမှအလံထောင်လို့ရှိရင်ဘယ်တော့မှရခိုင်အလံကိုမထောင်ဘူးမြန်မာနိုင်ငံရဲ့အလံကိုထောင်တာအဲ့ဒါပြည်တော်စုစိတ်တဲ့ကိုပြတာဆိုတော့ကျွန်တော်တို့ရခိုင်ရင်အောင်တွေကသူတို့ပြည်တော်စုနဲ့မနေဘူးတိတက်ခွဲထွက်မယ်ဆိုရင်တော့ကျွန်တော်တို့မတက်နိုင်ဘူးပေါ့နော်ဘာလို့ကျွန်တော်တို့ကအဲ့ဒီသားကိုအခြားပြည်မှာကိုသွားလို့မရဘူးအတူတူနေလဲကြိုက်တယ်အတူတူပဲနေခွဲပဲထွက်တဲ့ဘလို့ပဲလို့အခုလို့ကျွန်တော်21ရာစုဒီခေတ်မှာလူတွေအားလုံးကိုပိုင်လွတ်လပ်ခွင့်ကိုပိုင်ဘာသာစကားကိုပိုင်ယဉ်ကျေးမှုနော်ကိုပိုင် national identity အားလုံးကိုဒန်းတူပွဲမှဒါစစ်မှန်တဲ့ freedom ဖြစ်မှာပေါ့နိုင်ငံတစ်ခုကိုထူထောင်မယ်ဆိုရင်ဒီဟာတွေကအခြေခံကြတဲ့ဟာအခုနိုင်ငံတော်မှမထူထောင်ရသေးဘူးတော်လည်းတော်မှမပြီးသေးဘူးဒီလိုဟာတွေကိုလုပ်နေလို့ရှိရင်ဒီလိုပုံစံဒီလိုခွဲခြားဆက်ဆံမှုနဲ့ဒီလိုကိုယ်နိုင်ငံတွင်းကရှိနေတဲ့နော်ကျွန်တော်ကလူနည်းစုလို့မပြောဘူးနော်တစ်ဖက်ကိန်းကနေရကြည့်လို့ရှိရင်ကျွန်တော်တို့ကလူများစုဗျအာကန်မှာလူနည်းစုမဟုတ်ဘူးအင်္ဂလိပ်ခေတ်ကသာကျွန်တော်တို့ဒီ1 to 2 ratio ရှိတာပြီးရင်ပြောင်းသွားပြီခင်ဗျားတို့ပြောတယ်လေကျွန်တော်တို့ကခလေးပုံမွေးတယ်လို့အဲ့ဆိုရင်ရိုဟင်ဂျာတွေကနှစ်ဆရှိမယ်ရခိုင်ကတစ်ဆရိုဟင်ဂျာကနှစ်ဆကျွန်တော်1.2 million ကျော်ပြောတာက refugee တက်ပဲပြောတာတကဘာလုံးမှာရိုဟင်ဂျာက4သန်းလောက်ရှိတယ်ဆော်ဒီတို့အင်ဒိုနီးရှားတို့မလေးရှားတို့ထိုင်းတို့တကဘာလုံးမှာရှိတယ်အများကြီးပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလည်းအများကြီးဒါကာနဲ့စစ်တကောမြို့မှာလည်းသွားရတယ်အများကြီးအဲ့ဒါမျိုးလမ်းကြောင်းမရှိတဲ့လူပဲကမ်ထဲမှာသွားကြတာလေဒါကိုလည်းဒီနံပါတ်တစ်ခုနဲ့ပဲစေအုပ်စုကလိန်နေတာကိုလည်းဒါတချို့မျိုးသားကြီးအုပ်စုနဲ့အစိုးရောက်တွေကတော့ဒါကိုပဲသူတို့ကယုံနေကြတယ်ဆိုဘလို့ပဲဖြစ်ဖြစ်တိုင်းပြည်တည်ဆောက်မလားသို့မဟုတ် Federal Democracy တည်ဆောက်မဲ့အချိန်မှာအခြားသောကျွန်တော်ဒီမြန်မာပြည်အဖွဲ့အစည်းရလည်းပြောတာရှိပါတယ်ကျွန်တော်စောစောကဖတ်လိုက်ရတယ်အဖွဲ့အစည်း၅ခုကပြောတယ်သူတို့ ULA ကိုလည်းမြစ်တက်ရက်ခံတယ်ရိုဟင်ဂျာတွေလည်းတရားရရှိတယ်အားလုံးကိုဒန်းတို့ခွင့်ရင်အချိန်တစ်ခုရောက်လို့ရှိရင်တော့လူမျိုးတိုင်း community တိုင်းကိုပိုင်အုပ်ချုပ်ခွင့်နဲ့ပေးရမှာပဲကျွန်တော်တို့ရဲ့ Rohingya dream ကိုလည်းကြည့်လို့ရှိရင်ကျွန်တော်တို့ရခိုင် dream နဲ့အခုမြန်မာပြည် Federal Democracy သွားနေတဲ့လမ်းကြောင်းစေအုပ်စုကတော့ထားလိုက်တာနော်သူတို့အာဏာမြဲဖို့အတွက်အကုန်လုံးပါပဲနော်ဒီနေရာမှာကျွန်တော်စေအုပ်စုကစည်ရမရှိတဲ့အတွက်စည်ရတဲ့မပါတဲ့သူတို့ကြောင့်မပြောတော့ဘူးအခြား Federal Democratic အင်အားစုတွေက Federal Unit တွေတည်ဆောက်နေကြတယ်လေဒါဆိုရင်အဲ့ဒါမျိုး Federal Unit ကိုအာဂန်မတည်ဆောက်ဘူးလားကဲ Federal Unit မပြောရင်လေဒီမှာအများကြီးမရှိဘူးရခိုင်ရှိမယ်ရိုဟင်ဂျာရှိမယ်ကမန်ရှိမယ်ဟိန္ဒူဆိုတာလူနည်းစုပြီးလို့ရှိရင်မျိုးသက်ခမင်းအမှန်တည်းနေတယ်အဓိက major population ကကျွန်တော်ရိုဟင်ဂျာလူနည်းစုမဟုတ်ဘူးနော်တေချာကောက်လို့ရှိရင်ကျွန်တော်လူများစုဖြစ်မှာအဲ့ဒါကိုပဲကြောက်ပြီးတော့မှမရမကဖြစ်အောင်နှင်ထုတ်တာဒါလည်းတစ်ချက်ပါတယ်ကထားပါတော့ဒီလူမျိုးစုတစ်ခုက main ပဲကျွန်တော် ULA အနေနဲ့ကျွန်တော်တို့အုပ်စုဆွေးနွေးတော့အချက်ပေးဦးတယ်။အော်ခင်ဗျားတို့ကတီးတဲ့နိုင်ငံထောင်ခြင်းတော့ကျွန်တော်တို့ကတော့မထောင်ဘူးဆိုရင်တော့မဖြစ်ဘူး။အဲ့ဒါဆိုရင်တော့ United States of Arkan USA မီနီပေါ့ဗျာ။ဆိုတော့အဲ့လိုလိုရတဲ့သဘောပါလို့ဆိုတော့ရခိုင်လေးသူ့နေရာနဲ့သူနေသူ့ရဲ့ဟွာပေါ့နော်။ရိုဟင်ဂျာလေးသူ့နေရာနဲ့သူနေကိုဟာကိုပဲအကာအကွယ်ပေးလူမျိုးစုအားလုံးကိုလူမျိုးစုတစ်ခုတွေကကျွန်တော်တို့နှစ်ကိုလို့ကျွန်တော်တို့ဒါလူခွင့်ချိုးဖောက်မှုတာကိုကျွန်တော်တို့ကဒါသင်ခန်းစာရပြီဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကပြန်ကောင်းတယ်ဖော်မှာလားကောင်းအောင်လုပ်မှာလားဒီကနေ့ရိုဟင်ဂျာနဲ့
ရခိုင်သာပူပေါင်းပြီးတော့လုပ်မယ်ဆိုရင်ဗျာဘာပဲလုပ်လို့ဘလို့စနစ်ပဲလုပ်လို့ confederate ပဲလုပ်လို့တည်တဲ့နိုင်ငံပဲလုပ်လို့စင်ကာပူတွေဘရူနိုင်းတွေ UAE တွေကတော့နောက်မှကြံခဲ့ပြီအဲ့ဒါမျိုးကျွန်တော်တို့ကဒါကျွန်တော်ကဒီတိုင်းအတလို့ကြီးအားချောင်မေးပြောတာမဟုတ်ဘူးရွေလေအေးနဲ့ဆွေးနေတဲ့ခါမှဒါလည်းကျွန်တော်ပြောဘူးတယ်အကယ်၍မြန်မာပြည်မနဲ့အတူတူနေမယ်ဆိုရင်လည်းကျွန်တော်တို့လည်းဒါမြန်မာပြည်တော်စုမြန်မာရဲ့အစိတ်ပိုင်းပဲကျွန်တော်တို့လွတ်လပ်မှုရရမယ်အဲ့တော့ကျွန်တော်တို့ရဲ့ Rohingya Dream နဲ့ခုနမြန်မာပြည်ကနေဒီမိုကရေစီ Federal Democracy လိုလားတဲ့အုပ်စုတွေရဲ့အိမ်မက်နဲ့ကျွန်တော်ရခိုင်လူမျိုးတွေရဲ့အိမ်မက်နဲ့တသားတည်းပဲဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ Rohingya Dream လေးကိုကျွန်တော်ဖတ်ပြမယ်ပထမတော့ကျွန်တော်မူရင်းအတိုင်းကျွန်တော်မူရင်းကအင်္ဂလိပ်လိုရေးတော့ကျွန်တော်ပြီးမှမြန်မာဘာသာပြန်တာเนาะကျွန်တော်အင်္ဂလိပ်လိုပြန်ဖတ်ပြမယ် The Rohingya Dream Rohingya dream is to live safely, freely, and with dignity in our ancestral homeland of Arakan. With our Rohingya identity, citizenship, equality, political representation, meaningful self-governance, right to return, security, and collective protection guaranteed. Justice, accountability, and reparation secure. Effective safeguards established so that genocide and other grave crimes never happen again. And finally, peaceful coexistence with all communities ensured. မြန်မာလိုဘာသာပြန်လို့ရှိရင်တော့ကျွန်တော်ကအရကန်တစ်ခုတည်းကိုပဲကျွန်တော်ကွက်မလို့နော်ကျွန်တော်တို့အတူငြင်းချမ်းစွာပူးတဲ့နေထိုင်မှာကဒီအာရကန်ဒေသမှာရှိတဲ့ရခိုင်နဲ့အခြားလူမဟုတ်ဘူးမြန်မာပြည်တွင်းမှာရှိတဲ့အခြားသောလူမျိုးစုတွေအားလုံးနဲ့ပဲဒါတော့ကျွန်တော်တိဆောက်မဲ့စနစ်ပေါ်မူတည်တာပေါ့နော်ဒါဆိုကျွန်တော်မြန်မာလိုဘာသာပြန်ပြမယ်ဒါကိုအချင်းရောပေါ့နော်ကျွန်တော်တို့ရဲ့ဒီရိုဟင်ဂျာအိမ်မက်ဆိုတာကျွန်တော်တို့ရဲ့ဘိုးဘွားတွေနေခဲ့တဲ့အမေအာရကန်ဆိုတဲ့အမေမြေမှာအန်ဒီရဲ့ကင်းကင်းလွတ်လပ်နဲ့ဂုံတိတ်ခါရှိနေနိုင်ဖို့ပဲအဲ့ဒါ main ပဲနော်ဒါဆိုရင်အဲ့ဒါ main ဆိုရင်ကျွန်တော်တချို့ကျန်တဲ့ဟာတွေရဗျာ modifier ပေါ့အဓိက main ကဘာလဲဆိုတော့ကိုရိုဘိုးဘွားတွေနေခဲ့တဲ့အမိမြေမှာကျွန်တော်တို့ကဂုံတိတ်ခါရှိနဲ့ကျွန်တော်တို့ဒါလွတ်နဲ့အန်ဒီရဲ့ကင်းစွာနေထိုင်နိုင်ဘူးရိုးနဲ့ရှင်းလေးပဲဘာမှဒီမှာအယောင်မရှိဘူးဒါလူအခွင့်ရဲ့စံချိန်စံရင်ပြောမလား Federal Democracy ပြောမလားဘာပေတဲ့တိုက်မလဲဒါကလုံးဝ consistent ပြီးမှ modifier ကဘာလဲဆိုတော့အခြားသောလူမျိုးနည်းတူပေါ့ဗျာ with our Rohingya identity ကျွန်တော်တို့ရဲ့ Rohingya တက်တဲ့လက္ခဏာနိုင်ငံသားဖြစ်မှုဒန်းတူမှုနိုင်ငံရေးကိုစားပြုမှုအဓိပ္ပာယ်ရှိသောကိုယ်ပိုင်အုပ်ချုပ်ခွင့်မိမိဒေသကိုမိမိပြန်လဲသွားပိုင်ခွင့်လုံခြုံရေးစုပေါင်းကျွန်တော်တို့ဒီအကာအကွယ်ပေးတာစနစ်ပြီးတော့တရားမျှတမှုတာဝန်ယူမှုတာဝန်ခံမှုပြီးတော့ရိုဟင်ဂျာတွေဆုံးရှုံးသွားတဲ့ဒီပစ္စည်းဥစ္စာတွေအတွက်ဒီရော်ကျဲအာမခံမှုထိရောက်မှုရှိတဲ့ကျွန်တော်တို့ဒီကြိုတင်အစီအမံတွေကိုတိဆောက်ထားမှုအဲ့ဒါကဘာအတွက်လဲနောက်အလားတူဒါမျိုး genocide နဲ့ဒါမျိုးလူသားမျိုးတွေမှာကျူးလွန်တဲ့ပြစ်မှုတွေနောက်တစ်ခါမဖြစ်အောင်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ community အားလုံးနဲ့ငြိမ်းချမ်းစွာပူးတွဲအတူနေထိုင်လို့ရအောင်ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ Rohingya ဒီ dream ကဘယ်လူမျိုးဘယ်ဘာသာပဲဖြစ်ဖြစ်သူတို့ဟာနဲ့မကွာဘူးအတူတူပဲ Arakan dream ပဲပြောရခိုင် dream ပဲပြောအတူတူပဲဒါဆိုရင်ကျွန်တော်တို့ရဲ့ Rohingya dream နဲ့ကျွန်တော်တို့ရဲ့ဒီရခိုင်လူမျိုးတွေရဲ့ dream နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ broader Arakan dream ကိုလုပ်ပြီးတော့ငြိမ်းချမ်းစွာပူးတဲ့အတူနေထိုင်နိုင်တဲ့နိုင်ငံရဲ့စနစ်လူမှုသဟဇာတကိုအတိတ်ပဲရှိလုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအဲ့ဒါမျိုးလုပ်မယ်ဆိုရင်မြန်မာပြည်မှာ Federal Democracy ရလို့နော်ရှစ်ပြည်နယ်ပဲပေါ်ရှစ်နိုင်ငံပဲပေါ်ဘလို့ပဲလုပ်အဲ့ဒီဟာတွေအားလုံးနဲ့ကျွန်တော်တို့ရင်ပေါင်တန်းပြီးမှ
တိုးတက်မှာမဟုတ်ရင်ကြံခဲ့မယ်အဲ့တော့နောက်ဆုံးပြောချင်တာကကျွန်တော်ရင်းနေပြောလို့ရှိရင်ကျွန်တော်တို့ရခိုင်ညီနောင်တွေကကျွန်တော်တို့နဲ့ဆိုင်လောဘဒေါသမောဟတော်များတွေဗျအဲ့ဒီအထက်မှာအဆိုးဆုံးကဘာမဆိုစိတ်လိုက်မှန်ပါနဲ့ဒေါသနဲ့လုပ်တယ်နိုင်ငံရေးမှာနိုင်ငံတိဆောက်ရမှာဒေါသနဲ့လုပ်လို့မရဘူးအရင်တုန်းကဒေါသနဲ့လုပ်လို့မစင်မချင်လုပ်နိုင်ငံကျွန်တော်တို့ဒီဗယက်နိုင်ငံတော်ဆုံးရှုံးခဲ့ရတာဒါလည်းပါတယ်ကိုဗယက်နိုင်ငံတော်ပြန်ရဖို့အတွက်ကူညီခဲ့တဲ့မင်းနဲ့သူတို့ရဲ့ညီတော်တွေကိုမှသွားတတ်တယ်နော်သမီးတော်တွေကိုဟိုဟာလုပ်တယ်တတ်တယ်ဖြတ်တယ်ပြီးတော့ကိုကူညီခဲ့တဲ့ကျွန်တော်တို့အဲ့ဒီတုန်းကဗျာဒီမကို dynasty ပေါ့မကိုပြန်ရဲ့ပိုင်နဲ့ကိုမှသွားရင်မှတခါပြန်ကျူးကျော်တာကိုလည်းငါတို့ကစစ်တောကိုပိုင်တယ်ဆိုပြီးမှဒီလိုပြောလို့မရဘူးအဲ့လိုဆိုရင်အင်္ဂလိပ်ကလည်းပြောရမှာပေါ့ငါတို့ကတကဘာလုံးကိုအုပ်ချုပ်ခဲ့တာမြန်မာနိုင်ငံရောအကုန်ပါတယ်အဲ့ဒါငါတို့နိုင်ငံမလို့သူတို့ပြောရင်ကျွန်တော်လက်ခံပါလားဒါပဒေသရစ်ခက်ကဗျာဒါကိုကျွန်တော်ပြောပြတာအဲ့ဒီတော့ကလည်းအဲ့ဒါမျိုး standard မျိုးကိုကူညီတဲ့လူကိုပြန်လောက်တာနော်အာမနာတဲ့ပြောရင်ညီကိုသဘောနဲ့ပြောရင်ကျွန်တော်တို့ရခိုင်နိုင်ငံရေးသမားတွေကနိုင်ငံရေးသစ္စာမှာတော်တော်အားနေတယ်အဲ့တော့ပြင်လို့ရပါတယ်ဒါတခါတလေတတိမမူဂူမမြင်ဖြစ်မှာဆိုလို့ကျွန်တော်အပြုတ်တပတ်နဲ့ထောက်ပြတာပါကျွန်တော်မိတ်ဆွေတွေလည်းအများကြီးပဲခင်ဗျားတို့ကဒေါသကြီးတယ်ပြီးရင်ကိုယ့်အကိုတအားအထင်ကြီးတယ်တိဖို့ကအခြားလူလဲကိုယ့်ထက်မနှိမ့်တဲ့အာသာချက်တွေရှိတယ်ဆိုတော့လည်းသဘောပေါက်ဖို့လိုတယ်အမြဲတမ်းအဲ့လိုမျိုးမနေဘူးဆိုတော့တစ်ချိန်လုံးကတော့သူတို့ကိုကူညီပြီးမှဒီမြောက်ဦးဗယက်နိုင်ငံတော်ဖြစ်ဖို့အတွက်ကူညီပေးခဲ့တဲ့သူတို့ကိုတော့မှတော်လန်အာခံပြီးမှလို့တော့အဲ့ဒါနိုင်ငံရေးမှာသစ္စာမရှိဘူးပဲနောက်ဆုံးဘာဖြစ်သွားလဲအေးဗယက်နိုင်ငံတော်ဆုံးရှုံးသွားတယ်ကျန်တာမပြောတော့ဘူးအဲ့ဒါလေတစ်ခုကိုကြည့်ပြီးတော့မှအခုချိန်မှာလေနိုင်ငံရေးသစ္စာရှိနဲ့နိုင်ငံရေးသစ္စာဖောက်မှုတွေမလုပ်ပေးနဲ့ကျွန်တော်တို့ဒီငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့နော်အားလုံးကျွန်တော်တို့ Federal Democracy နိုင်ငံကြီးပြောနော်ပြီးတော့ခုန Independent State ရှိခုပဲပေါ်ဘလို့ပဲပေါ်ကျွန်တော်တို့အားလုံးကတော့ဒီမြန်မာဆိုတဲ့မြေကြီးပေါ်မှာနေရမှာပဲအဲ့ဒါကြောင့်မလို့ဒါကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကအခုအချိန်ဒီစောပါသေးတယ်နိုင်ငံတော်မတိဆောက်ရသေးဘူးမြန်မာပြည်ရဲ့ Federal Democracy လည်းဘယ်နာနဲ့မရှိဘူးလောလောဆယ်အာဂန်နာမီကစစ်အုပ်စုနဲ့အတူတူ genocide အမိပေါက်နေပြီနော်စစ်အုပ်စုနဲ့အတူတူနော်လူတွေကိုမတရားလုပ်တာတွေကအမိပေါက်နေပြီစစ်အုပ်စုလုပ်ခဲ့တဲ့ဟာမျိုးပြမူရစေဝရတယ်လေဒါအမိပေါက်နေတာကျွန်တော်တို့ပြောတာမဟုတ်ဘူးဒါဘင်္ဂလားလည်းပြောတယ်တကွာလုံးပြောတယ်အကုန်လုံးတင်ရပြန့်နေပြီဆိုတော့ဒါတွေကိုအဲ့လိုမလုပ်ပေနဲ့ကျွန်တော်တို့တကယ်တမ်းသာကျွန်တော်တို့ရတိုးတက်တဲ့ data တစ်ခုဖြစ်ချင်တယ် confederate ဖြစ်ချင်တယ်မဟုတ်ရင်ဒီ federal state ပေါ့ဗျာ confederation တစ်ခုပေါ့ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုဖြစ်ချင်တာပဲအားလုံးလုပ်လို့မရဘူးလောဘလည်းကြီးလို့မရဘူးမောဟလည်းများလို့မရဘူးเนาะဒေါသလည်းကြီးလို့မရဘူးအဲ့ဒီဒေါသမောဟเนาะဒါတွေကျွန်တော်တို့အားတွေကိုရှော့ပြီးတော့အကုန်လုံးဒီနိုင်ငံရဲ့ဆွေးနေရှင်းပြရင်ဗျာစစ်ဖြစ်ရင်တောင်မှနောက်ဆုံးဖြစ်ရပါလေ at the end of the day dialogue peace ဆိုတော့ကျွန်တော်တို့ကဆုံးရှုံးပြီးမှအဲ့လိုလုပ်မလားသို့မဟုတ်စောစောစီးစီးပဲကျွန်တော်တို့ကလူတွေပြည်သူတွေမနေနိုင်အောင်လုပ်မလားဆိုတာကတစုတစ်ဖက်မှမတည်ဘူးအားလုံးပေါ်မှာမူတည်ပါတယ်ကောင်းပါပြီကျွန်တော်ဒီနေ့ခုနအပြုတ်သဘောနဲ့ဆွေးနွေးတင်ပြတာကိုအားလုံးနားလည်ပေးမယ်လို့ကျွန်တော်ယုံကြည်တယ်အားလုံးကိုလည်းကျွန်တော်လေးစားပါတယ်ကျွန်တော်ရဲ့ဒီ social media ဆိုတော့ဗျာနော်ချစ်သူရှိသူလို့မုန်းသူရှိတယ်ချစ်သူရောမုန်းသူတွေအားလုံးကိုကျွန်တော် live နားထောင်သူအားလုံးကိုအထူးကျေးဇူးတင်ပါကြောင်းပြောကြရင်နေကုန်းချုပ်ပါတယ်နောက်တစ်ချိန်ပြန်လည်တွေ့ကြမယ်နော်